ပြဿနာတိုင်းကိုဖြေရှင်းပေးမယ်ဝက်ပါတပ်ပုံစိတ်မိုးလောင်းကွန်ကရစ်တိုင်များနဲ့နေရာများတို့တွင် slope မညီခြင်းလေပူပေါင်းထခြင်းညီညာမှုရှိခြင်းသို့မဟုတ်ဆက်ကြောင်းများကိုဖျောက်ဖျက်လိုခြင်းကဲ့သို့သောပြဿနာမျိုးမျိုးကိုပြုပြင်လိုပါကဖြေရှင်းချက်အနေဖြင့်မျက်နှာပြင်ပေါ်တွင်ဘီလက်မြေအချောကင်ပေးရပါမည်ကွန်ကရစ်မျက်နှာပြင်ပေါ်သို့အချောကင်ရာတွင်ရိုးရိုးတာမန်ဘီလက်မြေဖြင့်အချောကင်လိုပါကရှင်းဦးစွာမျက်နှာပြင်ကိုကျန်းတန်းအောင်သို့မဟုတ်အပွင့်ရိုက်ခြင်းဖြင့်ပြင်ဆင်ပေးရန်လိုအပ်ပါသည်အများအားဖြင့်အကွေ့ရရတွင်တာမန်ဘီလက်မြေကိုတဲဖြင့်ရောဆက်ပေးရခြင်းကွန်ကရစ်အချောကင်မဆလာအသုံးပြုရခြင်းကော်ဘီလက်မြေများဖြင့်အချောမကင်မီမျက်နှာပြင်ကိုကျန်းတန်းအောင်ပြင်ဆင်ပေးရပါသည်အပွေရိုက်ခြင်းလှုပ်ဆောင်ရာတွင်အများအားဖြင့်မျက်နှာပြင်ပေါ်တွင်ပြုတ်များဖန်တီးပေးရသောကြောင့်လက်စမှန်ကန်မှုမရှိပါကအချောကင်မျက်နှာပြင်၏ဆွဲအားကိုရုပ်ရော့စေကအလွယ်တကူကွဲအပ်စေနိုင်ပါသည်ကွန်ကရစ်ရဲ့အချောကင်ရာတွင်စမ်းသစ်တီထွေမှုအပွင့်ရိုက်ခြင်းမှအချိန်ကုန်တက်တာစေခြင်းအချောကင်မျက်နှာပြင်ပြင်ဆင်မှုကိုတက်တာစေခြင်းများတို့အတွက် Weber Print Concrete ကိုစမ်းသုံးကြည့်ပါ Weber Print Concrete အောက်ခံစည်းရည်ဒီကွန်ကရစ်နေရန်နှင့်တိုင်များတို့အတွက်ရခင်မရရှိခဲ့ဘူးဒီကုန်ကြခြင်းလောက်အခါတက်တာမှုများတို့ဖြင့်ထောက်ပံ့ပေးနိုင်ပါသည်Weber Print Concrete ဒီအသုံးပြုရလွယ်ကူပြီးအချိန်ကုန်တက်တာစီပါသည်အချိုးအစားတိုင်းအလွယ်တကူရောစပ်ပေးပြီး brush တို့မဟုတ်ဒလိမ့်သုံးဖြင့်အလွယ်တကူတုပ်လိမ့်ပေးနိုင်ပါသည်ဓာတုဆေးရည်အသားချအောင်မိနစ်20ခန့်အခြောက်ခံပေးရပါမည်ထို့နောက်မျက်နှာပြင်ကိုကွန်ကရစ်ထူးပြအချောကင်ဘီလက်မြေအသုံးပြုစရာမလိုဘဲတာမန်ဘီလက်မြေဖြင့်သာတိုက်ရိုက်အချောကင်ပေးနိုင်ပါသည်အပွင့်ရိုက်ခြင်းနှင့်ဝယ်ပါအောက်ခံစည်း၏အသုံးပြုခြင်းကြားကွာခြားချက်ကိုတဲကွဲအောင်ကြည့်ကြရအောင်ဝယ်ပါ Print Concrete ကိုရောဆက်အသုံးပြုခြင်းသည်အပွင့်ရိုက်ခြင်းထက်တိကျစွာပုံမလင်းမြန်လွယ်ကူစေပါသည်ဝယ်ပါ Print Concrete တုပ်လိမ့်ခြင်းသည်အပွင့်ရိုက်ခြင်းထက်3ဆပုံမလင်းမြန်စေပါသည်ဝယ်ပါ Print Concrete ကိုတုပ်လိမ့်ပြီးမိနစ်20ခန့်6ခန့်ထားပြီးတိုက်ရိုက်တုပ်လိမ့်နိုင်သောကြောင့်လုပ်ငန်းများစွာပြီးမြောက်နိုင်ပါသည်အပွင့်ရိုက်ရာတွင်ပြုတ်တစ်ခုနှင့်တစ်ခုကြားအကွာအဝေးကွာဟမှုရှိသည်ကိုတွေ့ရှိရလိမ့်ရှိပါသည်အပွင့်ရိုက်ခြင်းရဲ့အနည်းဆုံးတရက်ကြာကြီးတိုင်အောင်အချောက်ခံပေးရသည့်အတွက်အချိန်အလွန်ကုန်စေပါသည်Weber Print Concrete ဒီအပွင့်ရိုက်ခြင်းထက်မြေမြအချိန်ကုန်တက်တာစေသည်ကိုနိုင်ရှင်ပြရုံသာရှိပါသေးသည်ထို့ပြင်ပုံမကောင်းမွန်သောအချောကင်ပြီးလက်မြေဆွဲအားရရှိထားကြောင်းစိတ်ချယုံကြည်စေခြင်းပါသေးသည်ထို့ကြောင့်ကျွန်တော်တို့ဒီ Weber Print Concrete ကိုဆွဲအားတိုင်းဆက်ဖြင့်တိုင်းတာခဲ့ရာစမ်းသပ်ချက်ကိုကောင်းမွန်စွာအောင်မြင်ခဲ့သည်အပွင့်ရိုက်ခြင်းနှင့် Weber Print Concrete ကြားဆွဲအားနိုင်ရှင်လိုက်သောအခါ Weber Print Concrete ၏ဆွဲအားသည်1မီတာပတ်လည်တွင် 0.5 Newton millimeter square တာလွန်သောရလဒ်ရရှိခဲ့ပါသည်ထိုစဉ်အပွင့်ရိုက်ခြင်းမှာရရှိသောဆွဲအားသည် 0.3 Newton millimeter သာရရှိခဲ့ပါသည်လောအားခနှင့်ကုန်ပစ္စည်းဘိုးထည့်တွက်ပြီးကုန်ကျစရိတ်ကိုတွက်ချက်ကြည့်လိုက်သောအခါအပွင့်ရိုက်ခြင်း၏စုစုပေါင်းကုန်ကျစရိတ်သည်1မီတာပတ်လည်တွင်88ဘတ်ကျသင့်ပါသည် Weber Print Concrete တုပ်လိမ့်ခြင်း၏စုစုပေါင်းကုန်ကျစရိတ်သည်1မီတာပတ်လည်တွင်18ဘတ်သာကျသင့်ပါသည် Weber Print Concrete သည်တင်အားကုန်ကျစရိတ်5ဆပုံမတက်တာစေပါသည်ကွန်ကရစ်မျက်နှာပြင်အထူးပြုဘီလက်မြေအသုံးပြုစရာမလိုဘဲတာမန်ဘီလက်မြေဖြင့်သာဆွဲအားမြင့်မားစွာအချောကင်ပေးနိုင်ခြင်းအပွင့်ရိုက်ခြင်းလုပ်ငန်းကိုအစားထိုးနိုင်ခြင်းကုန်ကျစရိတ်5ဆပုံမတက်တာစေခြင်းကွန်ကရစ်တိုင်နေရန်တို့အပေါ်အချောကင်ရလုပ်ငန်းစဉ်များကိုရှော့ချပေးခြင်းအချိန်ပစ္စည်းဘိုးနှင့်လောက်အခါတက်တာစေခြင်းလင်းမြန်လွယ်ကူစွာအသုံးပြုနိုင်ခြင်းဆိုင်ကိုဘန်းဝယ်ပါမှရရှိထားသောနိုင်ငံတကာအတိအမှတ်ပြုစက်မှုထုတ်ကုန်ရည်သွေးကိုအားထားဖို့ဆိုရင်ဝယ်ပါတောက်တဲ့စိတ်ရဲ့ Weber Print Concrete ကိုသာအသုံးပြုကြည့်လိုက်ပါ